အသက်25နှစ်အထက်ညီကိုများတည်ထားတဲ့ငွေကြေးစီမံခန့်ခွဲမှုပညာအသက်25နဲ့35ကြားဟာကိုယ်ပိုင်ဝင်ငွေစတင်ခိုင်မာလာတဲ့အရွယ်ဖြစ်တယ်လို့ရှေ့ဆက်ရမယ့်ဘဝအတွက်အုံမြင့်ချရမယ့်အချိန်လည်းဖြစ်ပါတယ်ဒီအရွယ်ဟာငွေရှာလို့အကောင်းဆုံးအရွယ်ဖြစ်တယ်လို့မှားသုံးမိရင်လည်းဘဝအတွက်နစ်နာမှုအရှိဆုံးအချိန်ပါပဲဒါကြောင့်ညီကိုတို့အနေနဲ့ငွေဘယ်လောက်ရှာနိုင်တယ်လဲဆိုတာထက်ဘယ်လိုစီမံတယ်လဲဆိုတာကပိုအရေးကြီးပါတယ်အရင်သုံးကျန်တာစုဆိုတာမျိုးမဟုတ်ပဲအရင်စုကျန်တာသုံးဆိုတဲ့အကျင့်ကိုအခုပဲစတင်တိဆောက်ကြည့်ပါညီကိုတို့ရှာဖွေလို့ရသမျှထဲမှာ20%ကိုလက်ထဲငွေရတာနဲ့စုဆောင်းမှုအတွက်အရင်ဖယ်ထားပါ90%ကိုအဓိကလိုအပ်ချက်များဖြစ်တဲ့အိမ်လခစားစရိတ်မိတာခကဲ့သို့မဖြစ်မနေသုံးရမယ့်အရာများအတွက်သုံးပြီးကျန်တဲ့30%ကိုပဲအပြင်ထွက်စားတာဖျော်ဖြေရေးနဲ့ကိုယ်ဝယ်ခြင်းတဲ့ပစ္စည်းတွေဝယ်တာမျိုးစတဲ့အလိုဆန္ဒတွေအတွက်သုံးပါအရေးပေါ်အရန်ငွေစုဆောင်းပါရင်းနှီးမြှုပ်နှံမှုမလုပ်ခင်အရေးပေါ်အရန်ငွေအရင်ရှိဖို့လိုပါတယ်အလောက်ကိုင်းစင်မပြေဖြစ်ခြင်းနဲ့ကျန်းမာရေးကိစ္စများအတွက်3လမှ6လစာအထိအရေးပေါ်အရန်ငွေဖြစ်စုဆောင်းပါအရေးပေါ်အရန်ငွေအတွက်လစဉ်ဝင်ငွေရဲ့9%သို့မဟုတ်10%ကိုမေ့ထားလို့ရမယ့်ဘဏ်အကောင့်တစ်ခုထဲထည့်ပြီးထားတာမျိုးစတဲ့နည်းလမ်းမျိုးသုံးကြည့်ပါအရေးပေါ်ရန်ပုံငွေရှိခြင်းကညီကိုတို့ကိုဆုံးဖြတ်ချက်တွေချတဲ့အခါပိုပြီးယုံကြည်မှုရှိစေသလိုစိတ်ဖိစီးမှုကိုလည်းလျော့ကျစေပါတယ်ရင်းနှီးမြှုပ်နှံမှုကိုအစောဆုံးစတင်ပါရင်းနှီးမြှုပ်နှံမှုဆိုတာချမ်းသာမှလုပ်ရတဲ့အရာမဟုတ်ပဲချမ်းသာဖို့အတွက်လုပ်ရတာပါဒီအရွယ်မှာအကောင်းဆုံးရင်းနှီးမြှုပ်နှံမှုကကိုရင်းနှီးမြှုပ်နှံခြင်းပါပညာသင်ဖို့အတွက် skill အသစ်တွေကိုလုပ်ဖို့အတွက်ငွေ3ပါအသက်25-30လောက်မှာစတင်လိုက်တဲ့ရင်းနှီးမြှုပ်နှံမှုကအသက်40မှာစတင်တာထက်အဆပေါင်းများစွာပိုမိုပွားများလွယ်ပါတယ်ရင်းနှီးမြှုပ်နှံတဲ့အခါမှာလည်းမိမိနားမလည်တဲ့အရာတွေမှာရင်းနှီးမြှုပ်နှံခြင်းမပြုဘဲမိမိနားလည်ပြီးယုံကြည်ရတဲ့လုပ်ငန်းစုတွေမှာနည်းနည်းချင်းစတင်ပါငွေကြေးလွတ်လပ်ခွင့်ဆိုတာဘယ်လောက်ရှာနိုင်တယ်လဲဆိုတဲ့ပုံမှာမူတည်တာမဟုတ်ပဲအတုံးအဆွဲကိုဘယ်လောက်ထိန်းချုပ်နိုင်တယ်လဲဆိုတာပုံမှာပဲမူတည်ပါတယ်